ကဲ United ပရိသတ်အားလုံးပဲမင်္ဂလာပါအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် K90 ပါအဲ့တော့ညီကိုတို့ရေဒီမှာကြည့်လိုက်ပါဦးဗျာနော်ရာသီကြိုပွဲစဉ်တွေမှာဖလားနှလုံးရသွားရာသီမစသေးဘူးဗျာကဲအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီနေ့ဖလားကိုတော့ကျွန်တော် United အသင်းရဲ့အသင်းကောင်းဆောင်ဖြစ်သူ Bruno Fernandes ကလက်ခံရယူခဲ့တာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ဖလားကတော့အသင်းကောင်းဆောင်ဟောင်းဖြစ်သူ Harry Maguire ကလက်ခံရယူခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ရာသီမစသေးဘူးဖလားနှလုံးရယူနိုင်ခဲ့ပြီသိမ့်ပိုက်နိုင်ခဲ့ပြီအဲ့တော့ကိုရီအသင်းရဲ့တာဝန်ရှိသူတွေ Ineos တို့အနေနဲ့သူတို့အနေနဲ့ကဖလားနှလုံးလိုချင်တယ်သူတို့ရဲ့ target ကဒါပေမဲ့ဒီဖလားနှလုံးမဖြစ်ဖို့တော့ငါတို့စူးတောင်းရအောင်မယ်နော်ရာသီကြိုပွဲစဉ်တွေကတော့ဖလားနှလုံးကင်မြောက်နိုင်ခဲ့ပြီဒီဖလားကပို့ပြီးတော့ကြည့်ရတာပို့ပြီးတော့ရင်ခုန်စိတ်လှုပ်ရှားမှုရတာကိုအပြည့်ရခဲ့တယ်ဘာလို့လဲဆိုတော့နှိမ့်စီတာပြီးပွဲဖြစ်တယ် Leeds United အသင်းကတကယ်ကိုသူတို့အနေနဲ့ကကိုရီအသင်းကိုတကယ်ကိုအနိုင်ကန်ဖို့ကစားနေတဲ့ပုံစံမျိုးဒါပေမဲ့ကိုရီအသင်းအနေနဲ့ကတော့တက်တောင့်တက်တာပဲကစားပြီးတော့ penalty ထိရောက်ရှိသွားခဲ့တယ် penalty အဆုံးအဖြတ်မှာကိုသမားဖြစ်ရန်ကိုသမားဖြစ်သူမီးရဲ့ကာကွယ်မှုကတော်တော်လေးကိုကောင်းခဲ့တယ်။သို့ပေမဲ့လို့ကိုရီအသင်းရဲ့အသင်းကောင်းဆောင်ဖြစ်သူ Bruno Fernandes ကတော့ penalty မှာလုံးဝမှဂိုးပေါက်မတည့်ခဲ့ရဗျာဆရာသမားကနော်အသင်းကောင်းဆောင်အခုမှအသင်းကိုပြန်ရောက်တယ် penalty ပိုင်းကန်တော့ဂိုးပေါက်မတည့်သေးဘူးနည်းနည်းပြန် train လိုက်အောင်ဆရာသမားအတော်ပါသေးရဲ့ငါလက်ခွေးတွေမှာဖလားရလို့လိုပဲဖြစ်ဖြစ်ပါနော်ဒီနောက်ဆုံး penalty အလုံးကတော့ကိုရီဘက်ကကန်သွားတာတော့ Mascawi ပါ Mascawi ရဲ့အလုံးကလည်းတော်တော်လေးကိုတက်ရက်ခဲ့ပြီးတော့မှကိုရီအသင်းကထိုက်တန်တဲ့နေပဲရရှိခဲ့တဲ့ဖလားလို့ပဲပြောရမယ်အနေထားမျိုးပါဘာပဲပြောငါတို့ကလက်ရှိမှာချန်ပီယံလောင်းနေလားဖလားနှလုံးရထားပြီဒီကနေ့တော့မကျင်းနေသေးဘူးလာမယ့်ရာသီမှာအဓိကစုဖလားတွေကင်မြောက်ဖို့အတွက်အဓိကလိုအပ်နေပါသေးတယ်အဲ့တော့ဒီပွဲချိန်မိနစ်90လောက်မှာ Leeds United အသင်းရဲ့ကန်သွင်းချက်ကတော်တော်လေးကောင်းမွန်ခဲ့တယ်ဆိုပေမဲ့လို့ဒီကိုမစီနီလာမန်ရဲ့အကောင်းဆုံးကာကွယ်နိုင်မှုကနေပဲတော်တော်လေးအသက်ရှူဆောင်ခဲ့တယ်လာမယ့်နှစ်ဘောလုံးရာသီမှာကတော့အမ်ပိုမိုအာမတ်စီစီတို့တိုက်စစ်အတွဲလေးကတော့စောင့်ကြည့်ခြင်းစရာကောင်းလောက်တဲ့အတွဲလေးလိုပဲပြောရမယ်အနေထားမျိုးပါဒီနေ့ကစားသွားကြတာဒီကသူတို့၃ယောက်ကြားမှာကနားလည်မှုတော်တော်လေးကိုရှိနေတဲ့အနေထားမျိုးမှာတော်တော်လေးကိုကြည့်လို့လည်းမိုက်ခဲ့တယ်ဒီအစ်စ်ခေါ်ယူထားတဲ့ဒီ Thomason ဒီဟိုကစပါအသင်းကအသက်18နှစ်အရွယ် Thomason လေးကလည်းဘယ်တောင်မှန်မှာအတက်အဆင်းလေးနဲ့ဒီအဖြတ်အပို့လေးတွေကမှန်မှန်ကန်ကန်သူ့အနေနဲ့လုပ်နိုင်ခဲ့တာကိုတွေ့မြင်ခဲ့ရတယ်။ဒါပေမဲ့လို့ဘောလုံးထိန်းတဲ့နေရာလေးတွေမှာကတော့နည်းနည်းလေးလိုအပ်ချက်ရှိတယ်။ဒါကတော့အချိန်တစ်ခုပေးလိုက်ရင်ကောင်းမှအရာတစ်ခုဒီ Thomason လေးကိုကျွန်တော်တို့ကကြည့်ကြခဲ့ဒုတိယပိုင်းတစ်ပိုင်းလုံးနဲ့ကြည့်ခဲ့ရတယ်။ဘယ်တောင်မှန်မှာတော်တော်လေးလည်းအလုပ်ဖြစ်ခဲ့တယ်။အတက်အဆင်းလေးတော်တော်လေးကိုကောင်းတဲ့အနေအထားမျိုးမှာရှိတယ်။ညှော်လင့်လို့ရတဲ့ကစားသမားမျိုးလို့ပဲပြောရမယ်အနေအထားမျိုးပါ။အဲ့တော့ဒီပွဲချိန်မိနစ်80လောက်မှာ Bruno ကန်ချက်ကတော်တော်လေးကိုကောင်းမွန်ခဲ့တယ်ဆိုပေမဲ့လို့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်ကိုဘာနဲ့ထိခဲ့တာတွေလည်းရှိတယ်ဒီပထမပိုင်းမှာဆိုလို့ရှိရင်လည်း Brian Ambomo ဘာနဲ့ထိခဲ့တာတွေရှိတယ်နစ်နာခဲ့တဲ့အလုံးလေးတွေ Bruno Fernandes လူကျွံခဲ့တဲ့အလုံးလေးတွေဒါလေးကသူ့ဟာနဲ့သူတော့ကြည့်လို့ကောင်းခဲ့တယ်ကိုရီအသင်းကအဖက်ဖက်ကတာတယ်ဆိုတော့ပြောချင်တာဗျာပြောချင်တာကတော့ကန်ခေခဲ့လို့မိနစ်90အတွင်းမှာအနိုင်မရခဲ့တာဒါပေမဲ့လို့ penalty မှာကန်ကောင်းထောင်းမစွာနဲ့ပဲအနိုင်ရရှိခဲ့တယ်ဒါတော့ Bruno Fernandes penalty လွဲခဲ့ပါသေးတယ်အဲ့တော့ဒီပွဲချိန်62မိနစ်မှာ Bruno တို့ Tielemans တို့ဝင်လာခဲ့တယ်ဒီအချိန်အတွင်းမှာဒီ Bruno ရဲ့ Tielemans ရဲ့62မိနစ်မှာဝင်လာခြင်းပဲ Mascawi စီကိုပေးလိုက်တဲ့အလုံးလေးကတော်တော်လေးကိုကောင်းမွန်ခဲ့တဲ့အနေအထားမျိုးမှာရှိတယ်သို့တော့ဘိုးဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိဘူးအဖက်ဖက်ကနေကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့အသင်းအနေနဲ့ကတော်တော်လေးကိုတစ်ပွဲနဲ့တစ်ပွဲမှာပိုပြီးတော့ကောင်းလာခဲ့ပြီကလေးနဲ့ကန်မယ်ဆိုရင်လည်းဒီ Tyler Fletcher လေးကတော့ကျွန်တော်တော်တော်လေးကိုသဘောမကျတဲ့အထက်မှာပါတယ်ဗျအသင်းကြီးမှာသူ့ကိုနေရာပေးဖို့အတွက်အဆင်မပြေဘူးလို့ကျွန်တော်မြင်မိပထမပိုင်းမှာဆိုလို့ရှိရင် Tyler Fletcher အနေနဲ့ကတော်တော်လေးအဆင်မပြေဘူးနောက်ထပ်သူနဲ့ညီကိုဖြစ်တဲ့ Jeff Fletcher လေးကတော့အသင်းကြီးနဲ့တော်တော်လေးကိုအဝင်ခွင့်ရရှိတယ်ညီကိုနှစ်ယောက်မှာတောင်းမှပဲခြေစွမ်းချင်းကတော်တော်လေးကွာနေအနေထားမျိုးမှာရှိတယ်ခြေစွမ်းပွဲစဉ်ဆိုတော့လေကျွန်တော်တို့အနေနဲ့ကသမားတွေရဲ့အနေအထားဘယ်လိုရှိလဲမာကယ်ခါရီအသုံးပြုတယ်ကိုရီကတော့ပရိသတ်တယောက်အနေနဲ့ကိုရီအသင်းရဲ့သမားတွေအနေနဲ့ဘယ်လိုအခြေအနေရှိလဲဆိုတာဒါလည်းကျွန်တော်ရဲ့အမြင်ကိုကျွန်တော်ပြောပြတာညီကိုအမြင်တွေရောဒီပွဲပြီးသွားတဲ့အခါမှာဘယ်လိုအမြင်တွေရှိကြလဲကျွန်တော်ကတော့တပွဲနဲ့တပွဲပိုပြီးကောင်းလာလို့ပဲမြင်မိရဲ့ Tielemans နဲ့ Bruno Fernandes ကတော့ပြောစရာမလိုဘူးဗျပြီးခဲ့တဲ့ပွဲတုန်းကအတိုင်းပဲဒီပွဲမှာလည်းသူတို့နှစ်ယောက်ရဲ့အချိတ်ဆက်လေးတွေကနေပြီးတော့ Bruno Fernandes 900နိုင်လောက်တဲ့အနေအထားမျိုးတွေထိရှိခဲ့တယ်သို့တော့ကန်ကောင်းထောင်းပါတော့လည်းကိုဖြစ်ပြောင်းလဲနိုင်ခဲ့တာဒီမရှိဘူးအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီနေ့ပွဲကတော်တော်လေးကြည့်လို့ကောင်းခဲ့တယ်နောက်ထပ်ကျွန်တော်ချီးကျူးချင်တာကတော့အရန်ကိုသမားဖြစ်တဲ့ဒီမီးကိုတော်တော်လေးကိုချီးကျူးချင်တယ်ပွဲချိန်အတွင်းမှာလည်းသူ့အနေနဲ့ကိုသမားစီနီလာမန်နဲ့လဲခဲ့တယ်လဲပြီးဝင်လာတဲ့အခါမှာဒီ Leeds United အသင်းရဲ့ကိုသမားLeeds United အသင်းရဲ့တိုက်စစ်ဖြစ်သူဟိုအပိုင်ကန်ခွင့်ရခဲ့တယ်ဆိုပေမဲ့လို့ကန်ချက်လည်းတော်တော်လေးပြင်းခဲ့တယ်ဒါပေမဲ့လို့ကိုသမားမီးအနေနဲ့ကအမှားရုံးမရှိဘဲနဲ့ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တယ်ဒီဟာလေးကိုကျွန်တော်ချီးကျူးရမယ်ကိုသမားစီနီလာမန်အနေနဲ့ကလည်းတော်တော်လေးလည်းကောင်းခဲ့တယ်ပေးလိုက်ရတဲ့ဂိုးဆိုတာကလည်းကိုရီအသင်းရဲ့ပေါ်ဆာမှုတစ်ခုကနေခိုးဖြစ်ပေးလိုက်ရတာဒါအပြစ်ပြောနေရတော့မလို့ဒါတွေကလိုပဲဖြစ်ဖြစ်ဒါတွေကခြေစမ်းပွဲနေဖြစ်တဲ့အတွက်ကြောင့်ကိုအသင်းရဲ့တပွဲနဲ့တပွဲပိုကောင်းလာတယ်လာမယ့်ပွဲစဉ်ကလည်းဒီ AC Milan နဲ့ရှင်ပြိုင်ရမယ် AC Milan နဲ့ပွဲစဉ်ကြတော့ကျွန်တော်တို့အနေနဲ့ကသမားတွေအကုန်လုံးကိုတစုတစည်းတည်းနဲ့တောင်းတောင်းတင်းတင်းမြင်ရမယ်အ
သင်းရဲ့လူစာရင်းမှာအဲ့တော့ AC Milan အသင်းရဲ့နည်းပြဖြစ်သူ Amorim အနေနဲ့ကတော့အကောင်းဆုံးပြင်ဆင်ထားဖို့တော့လိုအပ်ပါတယ်နော်။ကိုယ်တွေအရှိန်အဟုန်မြင့်စွာနဲ့ AC Milan နဲ့တွေ့ဖို့အတွက်ကြားထဲမှာလည်းပွဲချိန်ကဘာလဲ2 ရက်ပဲခြားတယ်။အခုလာမယ့်စနေနေ့ညဆိုရင်ဆက်ပြီးကန်ရမှာဗျ။အဲ့တော့ညီအကိုတို့ရေဒီကနေ့ပွဲစဉ်ပြီးသွားတဲ့အခါမှာဘယ်လိုအမြင်တွေရှိကြလဲ။မိနစ်90အတွင်း 1-1 သရေကျခဲ့တယ်။ ပက်နယ်တီမှာ 5-4 ဆိုပြီးတော့ကိုယ်ကျွမ်းတဲ့အသင်းကထိုက်ထိုက်တန်တန်ပဲဖလားကင်မြှောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်ညီအကိုတို့ရေ။နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဗျ